ဘတ်ထူးမီရှင်နဲ့ဆိုးဆိုးမုံဒီကိုတနေရာထဲမှာစားလို့ရနေဆိုတာမင်းတို့သိပြီလားဘယ်မှာလဲဆိုတော့ကောင်မလေးလှလှလေးဓာတ်ပုံခဏခဏသွားရိုက်နေကြတဲ့ Wisteria Cafe မှာဖြစ်ပါတယ်မှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဘတ်ထူးမီရှင်ကိုပင်ရင်းဆိုင်မှာသွားမစားဖြစ်တာကြာပြီခါလေးအရန်စားခြင်းလို့သွားရဆိုလို့ရှိရင်လည်းပါကင်ထိုးရအဆင်မပြေရနဲ့ပဲစားပဲပြန်လာခဲ့ရတာများတယ်အခုတော့အဆင်ပြေပြေ service ကောင်းကောင်းနဲ့အဲကွန်ကန်ထဲမှာစားလို့ရည်ဆိုတဲ့သတင်းကိုရရခြင်းပဲဒီဆိုင်ကိုပြေးလာခဲ့တာဘတ်ထူးမီရှင်ရဲ့အဓိကအသက်ကတော့ကော်ရည်ပဲကိုတော့မီရှင်ဆိုင်ကော်များများနဲ့ပဲစားတယ်လို့ကော်လေးကိုနောက်ထပ်ထပ်ထည့်ခိုင်းလိုက်တယ်မီရှင်နဲ့တွဲစားဖို့ပေးရဒီမုံချင်းချင်းလေးကလည်းလိုက်တယ်ဘတ်ထူးမီရှင်ဆိုတာနဲ့အရသာအားလုံးသိပြီးသားဖြစ်မှာမဟုတ်လို့ definition မဖွင့်တော့ဘူး taste portion တွေကတော့ original ဆိုင်တိုင်းပဲစားဖြစ်ဖို့ကောင်းမယ်အဲကွန်ကန်မှာထိုင်ရမယ်ပါကင်ရှိမယ်ဈေးနှုန်းကလည်းတပွဲကို6500ပဲဒါလေးကတော့ဆိုးဆိုးမုံဒီပါဆိုးဆိုးမုံဒီကမုံဒီပြင်အုံတို့ခောက်ဆွဲတို့မနခင်ပဲသမင်းကျော်တို့လိုဟာမျိုးတွေလည်းရတယ်မုံဒီကတော့တပွဲကို8000မှာငဖယ်ရောချက်သားရောပါတယ်ငဖယ်လေးဆိုလဲထုတ်လေးသူကစီအများကြီးနဲ့ရွှဲရွှဲပုံစံမဟုတ်ဘဲနဲ့ပဲမုံလေးတွေနဲ့ထွေးထွေးလေးတုပ်ပေးထား fine ချွတ်ကျော်ရပါရောတိတ်ချဖြူးပြဆိုပေမဲ့ကျွန်တော်ကတော့မကြိုက်လို့တက်တက်ပဲမှလာတာတော့ကောင်မလေးရောဟင်းရည်ထဲမှာထည့်တောက်တာအဆင်ပြေလို့ပြောတယ်ဒါကတော့မုံဒီတွေကပိုင်းငဖယ်လေးကိုကြိုက်လို့ငဖယ်လုံးဟင်းရည်တက်တက် extra ထပ်မှာထားတာပါဒီကောင်လေးကတော့တပွဲကို9000ခဏုံတုပ်တွေပါလေရရဲဆိုလို့ခဏုံတုပ်လေးလဲစားကြည့်ခဲ့တယ်ဒီကောင်လေးလဲစားကောင်းတယ်ဒါပေမဲ့အထက်ကအစားတော့နည်းနည်းနဲတယ်လို့ခံစားရတယ် Wisteria Coffee ဆိုင်ကတော့ဆိုင်လေးကလှလှလေးဆိုတော့အားလုံးသိပြီးသားဖြစ်မှာ European food တွေပါလေရတယ်ဒါပေမဲ့ဒီ plastic ဘူးကြီးမှာဇွန်းလဲမပါဘဲနဲ့ထားတာတော့ဆိုင်လှလှလေးနဲ့မလိုက်ဘူးအချင်းခွက်လေးနဲ့တက်တက်ချပေးရဖြစ်ဖြစ်ဇွန်းထားပေးရဖြစ်ဖြစ်ပိုဆင်ပြေမယ်ထင်တယ်ဆိုင်လေးဆံမသိတဲ့လူတွေကခင်ဗျားတို့ဖုန်းရဲ့ volume app နဲ့ power clock ကိုတွဲနေလိုက်ဒါလေး screenshot ရိုက်သွားရင်လိပ်စာကိုဖုန်းနဲ့မခေါ်ပါတယ်စားပြီဆိုတော့AEB Wisteria ကနေ Americano လေးတောက် avocado လေးစားပြီးတော့အိမ်ပြန်ခဲ့ပါတယ်ခင်ဗျားတို့ဆိုရင်ရောအရင်နေရာဟောင်းမှာသွားစားမှာလားခုဆိုင်တက်လေးမှာသွား try ကြည့်မလားဖြေခဲ့ဦးဒါပဲနော်ခွက်